မင်္ဂလာပါအားလုံးပဲကျွန်တော်အခုကကျွန်တော်ရဲ့ထိုင်းမိတ်ဆွေတယောက်နဲ့လာတွေ့တာပေါ့နော်လာတွေ့နေကျွန်တော်တို့ coffee တောက်ကြရင်လည်းသူ့ကားလေးခဏအားသွင်းထားတဲ့အချိန်မှာပေါ့နော်ကျွန်တော်တို့ဟိုရက်ကမှတင်ထားပေးပြီးသားဖြစ်တဲ့ဒီ Onsering ရဲ့ပေါ့နော်သူက officially announce လုပ်ထားတာပေါ့နော် price increasement notice နဲ့ပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလေး remind ပြန်လုပ်ပေးခြင်းလို့ဗျဘာဖြစ်လဲဆိုတော့သူကအချက်နှစ်ချက်နဲ့ပေါ့နော်ကျွန်တော်တို့အားလုံးလည်းသိထားပြီးသားဖြစ်ပါလိမ့်မယ်ပထမတစ်ချက်ကတော့ကျွန်တော်တို့ဒီ freehold တွေရော leasehold တွေရောဖြစ်တဲ့ဒီ condominium တွေရောနောက်တစ်ခါကျတော့ဒီကျွန်တော်တို့ housing တွေပေါ့နော်သူနဲ့တွားပြီးတော့ affect ဖြစ်မှာဖြစ်ပါတယ်ဘာလဲဆိုတော့ကျတော့300ခိုင်နှုန်းလက်ရှိနေတဲ့ဈေးထက်300ခိုင်နှုန်းသူကနေပြီးတော့တိုးသွားမယ်ဆိုတဲ့အကြောင်းကိုပေါ့နော်ဒါ effective date ကတော့တရက်အောက် April ကနေစမှာပေါ့နော်ဒီ April ကနေစပြီးတော့သူကဈေးတက်မယ်ဆိုတဲ့အကြောင်းတော့ official ကြေညာထားတာဖြစ်ပါတယ်နောက်ဒုတိယတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါကတော့ housing တွေကိုပဲသွားပြီးတော့ leasehold နဲ့ဝင်မယ်ကျွန်တော်တို့ housing တွေကိုပဲသွားပြီးတော့affect ဖြစ်နေမယ်ဘာလဲဆိုတော့သူက 7% တက်မယ်ဆိုတဲ့အကြောင်းပေါ့နော်အဓိကဘာလဲဆိုတော့လက်လောကာလမှာကျတော့ဒီ sponsoring ဘက်ကနေပြီးတော့ဒီ 7% ကိုကြာခံပြီးတော့ကျွန်တော်တို့ subinsit ဆိုရဲကျွန်တော်တို့ဒီဂလုံအပြာပေါ့နော်ဒီအပြာစာရွက်စာတမ်းရဖို့အတွက်ကို customer ကိုသူကဒီအစိုးရကို 7% သူအိတ်ဆိုင်ဆောင်ပေးပြီးတော့သူက provide လုပ်ပေးနေတာဖြစ်ပါတယ်အဲ့ဒါကိုအခုဒီ April လ1ရက်နေ့ကနေစပြီးတော့ရက်နာတော့မှာပေါ့နော်ရက်နာပြီးတော့တကယ်လို့ subinsit ဒီဂလုံအပြာကိုလိုချင်တယ်ဆိုလို့ရှိရင် customer အနေနဲ့မိမိဘာသာကြာခံပြီးတော့အခွန်ဆောင်ပြီးတော့မှဒါရရှိမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင်ဈေးနှုန်းကတကယ်လို့ housing ကိုစိတ်ဝင်စားနေတဲ့လူချင်းများဆိုလို့ရှိရင်တော့ဒီ 10% လောက်ထိပေါ့နော်ဒီ April ကနေစပြီးတော့တက်လာမှာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကတော့ဒါဒီဗီဒီယိုလေးနဲ့ကျွန်တော် remind လုပ်ပေးတာပေါ့နော်ဘာလဲဆိုတော့တကယ်လို့ဥမာအခက်အခဲတစ်ခုခုရှိတယ်ပေါ့နော်အင်္ဂါလေဝယ်ဖို့လည်းစဉ်းစားထားတယ်ဒါပေမဲ့လာကြည့်ဖို့အခက်အခဲတစ်စုံတရာရှိတယ်ဆိုတဲ့လူချင်းတွေအတွက်ကလည်းကျွန်တော်တို့ by property ကနေပြီးတော့ virtual tour လောက်တာ virtual tour ကနေစပြီးတော့ပေါ့နော်ဒီ fan transfer ဖြစ်တဲ့ booking fees pay သွင်းတာအထိကိုကျွန်တော်တို့ကတာဝန်ယူပြီးတော့ကူညီပေးတော့မှာဖြစ်ပါတယ်ဗျဒီ31ရက်နေ့March လအတွင်းမှာဝယ်ယူတဲ့သူများအနေနဲ့ကတော့လက်ရှိဈေးနှုန်းအတိုင်းနဲ့ရရှိမှာဖြစ်တယ်လို့အကျိုးခံစား권အနေနဲ့ခုနက 7% ကိုလည်းထပ်ဆောင်ပေးရမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုဒီအတိပေးချင်တာဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပေါ့နော်ကျွန်တော်ကနောက်တစ်ခါကျတော့ကျွန်တော်ဘာလို့ comment ကိုမမှန်ပါနဲ့လို့ပြောရလဲဆိုတော့ကျွန်တော်တို့ကလူကြီးမင်းရဲ့ privacy ကိုအထူးတန်ဖိုးထားပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့အခုလက်ရှိ private property page ရဲ့ private messenger ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ရဲ့ WhatsApp ဒါမှမဟုတ်ရင် Viber အစရှိတဲ့ channel တွေကနေကျွန်တော်တို့ကိုဆက်သွယ်လို့ရပါတယ်ဗျကျေးဇူးတင်ပါတယ်